အားလုံးပဲမင်္ဂလာပါနော် ICA Computer Landing Page မှာပြန်လည်ကြိုဆိုပါရစေ။ခုလေးလာရမယ့်တင်ခန်းစာကတော့ chat ပုံထဲမှာပေါ့နော် chat ထဲမှာဓာတ်ပုံထဲကြီးပဲဖြစ်ပါတယ်။ chat ထဲမှာဓာတ်ပုံထဲပို့ရန်အတွက်ဆိုလို့ရှိရင်ကျမတို့ကဒီ table ကို select မှတ်လိုက်ပါမယ်။ select မှတ်လိုက်ပြီးတော့မှကျမတို့ကဒီမှာပေါ့နော်insert wait ဒီမှာ select မှတ်လိုက်မယ်။ပြီးတော့ဒီမှာပေါ့နော် insert ကိုနှိပ်ပြီးဒီမှာ chat design အမျိုးမျိုးရှိရပေါ့နော်ကိုတုံးချင်တဲ့ chat ကိုတုံးလို့ရပါတယ်။ကျမကဒီထဲမှာဟုတ်ပြီကျမဒီဆက်ဝိုင်းရွေးမယ်ပေါ့နော်ဒီ fine chat ကိုရွေးမယ်ပေါ့နော်ဒါဆိုရင်ကျမဒါကို site ကြည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျမဒီထဲမှာပုံထည့်ဖို့ရန်အတွက်ဆိုရင်ကျမဒီမှာအစိမ်းရောင်ထဲမှာထည့်မယ်ဆိုရင်အစိမ်းရောင်ကိုကျမ double click နှိပ်လိုက်မယ်ပေါ့နော်ဒီမှာဆိုရှင်ကျမကအစိမ်းရောင်ဆိုရင် sushi vegetable ပေါ့နော်ဆိုဒီဟာကိုကျမနှစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင် format data point ဆိုတာထွက်လာမှာပဲဖြစ်ပါတယ် navigation bar ချလာမယ်ဒါဆိုရင်ကျမက field ကိုနှိပ်လိုက်မယ်အဲ့မှာ picture and texture field နှိပ်လိုက်မယ်ပြီးတော့ insert ကိုနှိပ်လိုက်မယ် from the file ကိုနှိပ်လိုက်မယ်နောက်တစ်ခုကဒီမှာပေါ့နော်ဒီဟာကိုကျမနှိပ်လိုက်မယ် insert ကိုနှိပ်လိုက်မယ်ဒါကိုနှိပ်လိုက်ရင် insert ဒါဆိုရင်ဒီပုံထဲဝင်တော့မှာပဲဖြစ်ပါတယ်နောက်တစ်ခါကျတော့ဒီပေါ့နော်လက်ပြရအောင်ပေါ့နော်အပြရအောင်ကျွန်မတောင်းနေလိုက်မယ်ပြီးရင် chat တစ်ချက် field ပြန်နှိပ်မယ် insert ကိုနှိပ်မှာ from the file ဒီထဲမှာကျွန်မဒီဟာကိုနှိပ်လိုက်မယ်ဒါဆိုရင်ပုံကဒီထဲဝင်တော့မှာပဲဖြစ်ပါတယ်နောက်တစ်ခါကျတော့ dumpling ဆိုတာမိခိုးရောင်ပေါ့နော်မိခိုးရောင်ဆိုရင် insert picture print insert ကိုနှိပ်မယ်ပြီးရင် from the file အဲ့မှာဆိုရှင်ကျွန်မက dumpling ကိုနှိပ်မယ်ပေါ့နော်ပြီးရင် insert ကိုနှိပ်လိုက်မယ်ဒါဆိုဒီထဲဝင်တော့မှာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ပေါ့နော်ဒီမှာလိမ္မော်ရောင် seafood ပေါ့နော် seafood sushi ဆိုရင်ဒါကိုနှိပ်လိုက်မယ် insert ကိုနှိပ်လိုက်မယ် from the file ကိုနှိပ်မယ်ဒီမှာဒါကိုနှိပ်မှာ insert နှိပ်လိုက်ရင်ဝင်တော့မှာပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကလိမ္မော်ရောင်က momo chicken ဆိုတော့ဒါကျွန်မနှိပ်မယ် insert ကိုနှိပ်မှာ from the file ကနေဒါကျွန်မနှိပ်မှာ insert နှိပ်လိုက်မယ်ဒါဆိုဝင်တော့မှာပဲဖြစ်ပါတယ် so fried rice နောက်ဆုံးတစ်ပုံမနော် fried rice ကိုကျွန်မနှိပ်မယ်ချန်တစ်ချက်ပြီး from the file ဒါကိုနှိပ်မယ် insert ဆိုရင်အဲ့လိုဖြစ်တော့မှာပါတယ်ကဲဟိုနောက်ဆုံးတစ်ခုကဒီမှာcherry ပေါ့နော် insert from the file ဆိုရင် fruit ထဲက cherry ကိုနှိပ်မယ်ဟုတ်ပြီဒါဆိုရှင်ပေါ့နော်ဟုတ်ပြီကဲအခုဒီ chat ထဲမှာပေါ့နော်ကျမတို့ကတပ်ပုံလေးတွေထည့်ပြီးသွားပါပြီကဲမိတ်ဆွေတို့လည်းစမ်းပြီးတော့မှလုပ်ကြည့်ပါနော်နားမလားရှုရှင်လည်း comment မှာမေးထားပြီးလို့ရပါတယ်အခုဒီထဲမှာဆိုလို့ရှင်ကျမတစ်ခုလောက်ပြောင်းကြည့်မယ်နော်ကျမဒီမှာက cherry ကိုကျမကနည်းနည်းဈေးနှုန်းမြင့်လိုက်မယ်ပေါ့နော်6လောက်မြင့်ကြည့်အောင်နော်ဆိုရင် cherry ကတော်တော်လေးကျယ်သွားပြီပေါ့နော်ဒီမျိုးပေါ့နော်ကဲဟုတ်ပြီကျေးဇူးတင်ပါတယ်နော်